ကြီးကဲကိုလေမြေကြီးကအမှန်တကယ်လက်ဖြတ်ရောက်မယ်လို့ထင်တာပါနော်ကားတွေကကျွန်တော်မထွက်ဘူးဆိုတာဒီတစ်ပတ်ကို3ရက်လောက်ပဲထွက်တယ်တဲ့အဲဘက်ကတင်ရတဲ့လူကပေါ့နော်အဲ့တော့မြေကြီးကတစ်ပတ်ခါရောက်မယ်တစ်ပတ်ခါဆိုတာ2ရက်နေပေါ့နော်2ရက်နေမြေကြီးကရောက်မယ်မြေကြီးကရောက်ပြီဆိုတာနဲ့အဲ့နေ့ကိုမှီတယ်ဆိုတခါတည်းအပ်မယ်ပေါ့နော်မှီဖို့ကတော့များပါတယ်မှီတယ်ဆိုတခါတည်းအပ်မယ်ဟိုရန်ကုန်တွင်းမှာမှာထားတဲ့လူတွေအကုန်လုံးပါပေါ့နော်3ရက်နေသို့မဟုတ်4ရက်နေအဲ့ရက်ဒီမှာရောက်မယ်ပေါ့နော်နည်းနည်းဝေးတဲ့မျိုးတွေဆိုရင်9ရက်နေနောက်ဆုံးပေါ့ဒီရွှေပြည်သာနိုင်နိုင်အပတ်တွေဆိုရင်တော့9ရက်နေနောက်ဆုံးပေါ့နော်အဲ့ရက်တွေကိုရောက်ပါမယ်လို့ဟိုမှာထားတဲ့လူတွေအကုန်လုံးလိုက်မပြောနိုင်ဘူးပေါ့နော်ဗီဒီယိုလေးရိုက်လိုက်တာပါအမှန်တကယ်တချို့တွေမှာထားတာတွေကိုမမေကမနေ့ပြန်ရောက်မယ်ဆိုပြီးတော့တစ်ပတ်ခါတလီအပ်နောက်ရက်ရောက်မယ်ပေါ့နော်အဲ့လိုမျိုးတွေပြောထားတယ်ရှိရတဲ့ကြောင့်မလို့အခုဗီဒီယိုလေးနဲ့ပြန်ပြီးတော့ရိုက်ပေးရတာမမေလည်းဒါလေးပဲရှိရမြည်ကြည့်စားပြန်တပိတ်တော့ဝင်အစိတ်ဓာတ်ထုတ်ပြီးလက်ဆောင်ပေးမှာနော်အများကြီးမျိုးချနဲ့အများကြီးမျိုးချမကောင်းနည်းနည်းပါပဲမျိုးချဝါးတာပဲကောင်း